အားလုံးပဲမင်္ဂလာညချမ်းပါပဲရှင်အခုကျမပြောမယ်ခေါင်းစဉ်ကတော့အခန်း73ဒေလီယာပန်းဒေဟီလီယာရဲ့နာမည်ကိုဒေလီယာလို့သိကြပြီးဟီဘရုဘာသာစကားအရဆိုရရင်တစ်ပင်နဲ့ပန်းပါဒေလီယာပန်းဥယျာဉ်များကိုအစ္စရေးရဲ့လှပတဲ့နေရာများမှာတွေ့ရှိနိုင်ပြီးပန်းတော်တော်များများကတော့မျော်လင့်ချက်ငြိမ်းချမ်းရေးနဲ့ဖွံ့ဖြိုးမှုများလို့ဖွင့်ဆိုကြပါတယ်ရှင်ဟယ်လိုပန်းလေးများရေဘာကြောင့်မို့လို့ဒီလောက်တောင်ချစ်စရာကောင်းပြီးဆွဲဆောင်မှုရှိရတာလဲဟင်နီးနီးအစ္စရေးဟာတောင်ကုန်းများနဲ့ပင်လယ်တွေရေဖြစ်ပေါ်လာတော့ရေတွက်လို့မရနိုင်တဲ့ပန်းများကတော့ရှိမှာပါဒေလီယာပန်းလေးပဲပါတာပေါ့နော်အများအားဖြင့်တော့ဤပညာနဲ့ဖန်တီးထားပါတယ်အဲ့ဒီနေရာကအရှိအလဲပိုင်းရသည့်ဥတုပါရှင်ကျမ်းစာအရတည်ထားတဲ့ရှေးဟောင်းသူတေသနပန်းဥယျာဉ်ဟာရက်ဟာမိုနာမှာရှိပြီး1980ခုနှစ်မှာခရီးယန်အဖွဲ့ကပြုလုပ်ထားပါတယ်ရှေးရောက်သောခိုလုံသူအဖွဲ့ဟာဩစတြေးလျကပါသူတို့တွေကိုဖီလန်နိုင်ငံကိုဂက်စတာဘိုလို့ခေါ်တဲ့နာဇီငရဲစခန်းကနေပြောင်းပေးလိုက်တာပါတယောက်ဖဲအသက်ရှင်ကျန်ရစ်ပါတယ်ရှင်အလားပါဆုံးဖြစ်တဲ့ဒေလီယာပန်းများအဲ့ဒီပန်းချံမှာတွေ့ရမှာပါအကိုလို့ခေါ်တဲ့အကယ်ရီ ACRE နေရာဒေသဟာအစ္စရေးရဲ့သမိုင်းမှာတခြားသောမြို့များထက်သာပါတယ်အကြောင်းကတော့ Ottoman Empire, Roman Empire, Byzantine Empire တူကြိုသူများနဲ့ပုံဖော်ထားလို့ပါယနေ့ခေတ်ရှေးဟောင်းမြို့အကူဟာကုလသမဂ္ဂရဲ့ကမ္ဘာအမွေအနှစ်စည်ရင်းဝင်မှာဒေလီယာပန်းများနဲ့အတူရှေးခေတ်အစ္စရေးရဲ့ဂျူးများအကြောင်းကိုအဲ့ဒီနေရာမှာမြည်ဆန်းကြည့်လိုက်ပါယုံကြည်ယုံမယုံကြည်နေပန်းလေးတွေဟာအမှောင်ကျနေတဲ့ကဘာကိုစိတ်ထဲပုံဖော်ပေးထားတယ်ဆိုတာကိုပါကြည့်ကြည့်လိုက်ရအောင်အဲ့ဒီနေရာကတော့ Biblical Archaeological ပန်းညံကိုပါပဲရှင်နီးနီးပုဂ္ဂလိကသူတေသနစာရန်ပြုစုသူနီးနီး NGO ပတကဖီကျေးဇူးအထူးပါနာယကဒါကကျမပြောမဲ့ခေါင်းစဉ်ဒေလီယာဆိုတဲ့အင်္ဂလိပ်လိုရေးထားတာကိုမြန်မာလိုဘာသာပြန်ပေးထားတာပါဒီမြန်မာလိုဘာသာပြန်ထားတဲ့စာရဲ့နောက်ခံ background ကိုကျမကကယားပြည်နယ်ကရေတကုံပုံလေးကိုကျမသုံးထားပါတယ်ရှင်ကျမ Israel ရဲ့ intellectual property right အတွက်ပြောခြင်းပဲဖြစ်ပါတယ်ရှင်အားလုံးကိုအထူးကျေးဇူးတင်ပါတယ်မင်္ဂလာညချမ်းပါရှင်